တကယ်တော့လေကိုမောင်လေးကဘာနဲ့တူလဲဆိုတော့ကျွန်တော်အမျိုးတွေနဲ့တူတူပဲသိလားဘယ်လိုလဲဆိုတော့ကျွန်တော်မျိုးတွေအဲ့လိုပဲနှိတ်ကြတဲ့သူဆိုရှင်နှိတ်ချမယ်ကိုထက်သားလို့ရှိရင်တော့မနာလိုစိတ်ရှိတာပေါ့နော်အဲ့လိုမျိုးကိုမောင်လေးကတော့အဲ့လိုဖြစ်မယ်လို့တော့မထင်ဘူးပေါ့နော်တအားကြီးလဲကောင်းတဲ့ຢာလည်းမကင်နိုင်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကခြေခံလူတန်းစားဖြစ်ပါတယ်ပေါ့ဒါကြီးချမ်းသာတဲ့သူတွေမဟုတ်ပါဘူးသူများတွေနဲ့လိုက်နှိမ့်ရှင်လို့မရဘူးကိုနေထားကိုသိပါတယ်တကယ်သိချင်ရင်တော့ပြအောင်ပေါ့နော်ကျွန်တော်ဖော်လဲဆိုတော့ဒါအခုတော့မကြည့်နဲ့ဘူးနောက်တစ်ဆက်ရှစ်ထွက်မှပဲတခါကြည့်တော့ပေါ့နော်စိတ်မဆိုးနဲ့တော့ကိုမလေးချစ်လို့ပြန်ပေးတာဘိုင်